ဝူဒီတယောက် online မှာနံပါတ်1အလိုရှိဆုံးတရားခံအဖြစ်စည်ရင်းသွင်းခံထားရတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့သူ့ကောင်းကိုဒီလောက်အထိတန်ဖိုးကြီးစုကြီးထုတ်ရလောက်အောင်ဘယ်သူကများသူ့ကိုမုန်းနေလဲဆိုတာကိုဝူဒီတယောက်တွေးလို့မရပဲဝေခွဲမရဖြစ်နေခဲ့ပါတယ်။မကြခင်မှာပဲဝူဒီစီကိုသူ့ကိုတုံးလို့သွားစေမဲ့ဖုန်းကော့တစ်ခုဝင်လာခဲ့ပါတယ်။ဖုန်းခေါ်ဆိုသူကရှင်ယူကိုပြန်ပေးဆွဲထားတယ်လို့ပြောပြီးဝူဒီကိုတတ်မှတ်ထားတဲ့နေရာတစ်ခုစီလာဖို့အမိန့်ပေးခဲ့ပါတယ်။ဒါပေမဲ့ဝူဒီမသိလိုက်တာကတော့မာလူဟာဒီဖုန်းကော့ကိုလှုပ်ဝက်စွာအတန်သွင်းနေပြီးသူ့ကိုအနီးကပ်စောင့်ကြည့်နေခဲ့တာပဲဖြစ်ပါတယ်။ဝူဒီဟာရှင်ယူကိုကယ်တင်ဖို့အတွက်စွန့်ပစ်ထားတဲ့အစာအုပ်တစ်ခုစီကိုတယောက်တည်းထွက်လာခဲ့ပါတယ်။တကယ်တော့ပြန်ပေးသမားတွေရဲ့တကယ်ပြစ်မှတ်ကဝူဒီဖြစ်နေခဲ့တာပါ။ဘာလို့လဲဆိုတော့သူ့ရဲ့စုချင်းငွေကအလိုရှိဆုံးစည်ရင်းရဲ့ထိပ်ဆုံးမှာရှိနေလို့ပါပဲ။အဲ့ဒီနောက်မှာတော့ပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပါတယ်။လူအင်အားမမျှတော့လဲဝူဒီဟာတိုက်ခိုက်သူတွေကိုနှိမ်နင်းနိုင်ခဲ့ပြီးသူတို့ကိုဆုတ်ခွာသွားအောင်လုပ်နိုင်ခဲ့ပါတယ်။အဆောက်အဦထဲမှာတော့ခေါင်းကိုအဝတ်အမဲအုပ်ပြီးချီနှောင်ခံထားရတဲ့အမျိုးသမီးတဦးကိုသူတွေ့လိုက်ရပါတယ်။ရှင်ယူလို့ထင်မှတ်ပြီးဝူဒီဟာသူမရဲ့ကြိုးတွေကိုဖြီးပေးဖို့အမြန်သွားခဲ့ပါတယ်။ဒါပေမဲ့ကြိုးတွေဖြီးပေးလိုက်တာနဲ့အဲ့ဒီအမျိုးသမီးကသူ့ကိုဖတ်လိုက်ပါတော့တယ်ဝူဒီဟာချက်ချင်းပဲတန်တရားဝင်သွားခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးဟာရှင်ယူမဟုတ်ပဲသူ့အပေါ်ခံစားချက်ရှိနေတဲ့အာလီဖြစ်နေလို့ပါပဲ။အဲ့ဒီနောက်မှာတော့ဝူဒီကသူတို့နောက်ွယ်ကလှုပ်ဝက်မဟာမိတ်ကိုဖော်ထုတ်လိုက်ပြီးမာလူဟာအာလီနဲ့အတူပူးပေါင်းပြီးအကွက်ဆင်ထားတာကိုသူသိနေကြောင်းပြောလိုက်ပါတယ်။မာလူကဝူဒီနဲ့အာလီတို့ဖတ်နေတဲ့ပုံကိုရှင်ယူစီပို့လိုက်တဲ့အခါမှာတော့ဝူဒီရဲ့ဒေါသကပိုလို့ထွက်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့မာလူဟာအာလီကသူ့ကိုပတ်စံနဲ့လက်ထိုးခဲ့တာဖြစ်ကြောင်းဝန်ခံလိုက်ပါတော့တယ်။ဝူဒီတယောက်ရှင်ယူရဲ့တိုက်ခန်းကိုပြန်ရောက်တဲ့အခါမှာတော့ရှင်ယူကအလွန်ဒေါသထွက်ပြီးတဝန်တိုနေခဲ့ပါတယ်။သူမကသူတို့ရဲ့အိမ်တော်ရေးစာချုပ်ကိုတတိပေးပြီးနောက်တစ်ချိန်တခြားမိန်းကလေးတယောက်နဲ့အနီးကပ်တွေ့ရရင်တော့ရောကြေးတောင်းမယ်လို့တတိပေးလိုက်ပါတယ်။နောက်တစ်နေ့မှာတော့ရန်ရှင်းက share တွေပုံမပိုင်ဆိုင်သွားပြီဖြစ်ကြောင်းမာလင်ကလာပြောတဲ့အတွက်ရှင်ယူတယောက်စိုးရိမ်ပူပန်သွားခဲ့ပါတယ်။မကြခင်မှာကျင်းပမဲ့ဒရိုက်တာအဖွဲ့အစည်းအဝေးမှာရန်ရှင်းကအများစု share ကိုပိုင်ဆိုင်ထားမှာဖြစ်လို့သူ့မှာဆုံးဖြတ်ပိုင်ခွင့်အာဏာရရှိသွားတော့မှာပဲဖြစ်ပါတယ်။ဒီဇညွန်းကို